ခွက်လောက်ချခြင်းပဲ ခွက်လောက်ချတယ်ချီရဟောဒီကိုရီးယား less bar မှာရောက်နေတာဖြစ်ပါတယ် last bar မှာရောက်နေတာဖြစ်ပါတယ် ဒါချင်းလေးမျိုးရောက်တော့နေရထိုင်ရတာဘူး ပူတယ်တော်တော်ပူတယ် တော်တော်ပူရယ်နော်ဆိုတော့ဖုံကလည်းတလားလောင်းနဲ့ရေးရလည်းကြီးသေးရဆိုတော့အမညတော့အဆင်ပြေရတော့ထွက် ညတော့အဆင်ပြေတယ်ညထွက်နိုင်ရောက်ကတော့လုံးဝမိုက်တယ် မိုက်တယ်ဒီကောင်ကဒီမျိုးကြီးက night light ဖြစ် နိုင်လိုက်ဖြစ်နေလုံးဝမိုက်တယ်နော် 9နိုင်ခွဲမှလူတွေက အဲ့ဘလောက်ပူလေဒီလေးမြင်လိုက်ရဖြစ်သွား ဒီထဲမှာအေးဝါရောဒါတော့ဘယ်ပြောကောင်းမလဲဒီမှာလည်းအလန်းစရာလေးရောအားရရတယ်ပြောစရာမလိုအရှိမကထောင်းဆိုင်ပဲအများရတယ်ဒီလိုမျိုးဘီယာဆိုင်လည်းရှိသေးတယ်နော် ဟုတ်တယ်ဒါပြီးဒီဘက်မှာဘိန်းစီးရင်ဘိန်းကဘယ်လိုလဲ PCA တွေတော့စီးကြနော် ဒီစေးပဲစီးကြရဟိုတောင်ကြီးတို့မန်းလေးဆိုကလစ်ပဲစီးရများတယ်နော် ကျွန်တော်ပင်လုံတော်မှာပါ တော့မှ ကလက်တို့ ကလစ်တို့ စကူဘီတို့ စကူဘီတို့ အဲ့ တော့ လို ပဲ ပဲ စီးရဟုတ်တယ်စကူဘီပြစ် ဒီ စား မှာ PCA တွေ ဒီက PCA မှ PCA တော့ PCA ရ ဒါပေမဲ့ကျွန်တော်တို့မကြိုက်ဘူးတော့ပုံစံမျိုးလေဟိုမှာအနေများလို့လားမသိဘူးဒါကျွန်တော်အမြင်ပေါ့ ကျွန်တော်ကအခုကအရှိပိုင်းရောက်နေတာဆိုတော့ရုပ်တရက်ဆိုတော့နော်အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့တော်တော်ကြီးပါတယ်သူ့ရဲ့အတားချက်ပါတယ်ရှိတယ်မသိဘူး ဒါပေမဲ့ဒီကောင် highway စီးရင်တော့ဖင်မနာလာဘူး ဟုတ်တယ် ဖင်နိုင်ကုန်ပြက်ကတော်တော်ကျဲတယ်ဟော ကျဲလက်ကလည်းဒီမှာကားနဲ့မောင်းရတယ် ရေရဲစီးရင်တော့တော်တော်ကောင်းမယ်ရေကြီးရတယ်ကိုတည်း ကြည့်ရတယ်တော့ကွက်တီပဲ ဒီကောင်ဘိန်းပုံစံလဲဘယ်လိုလဲ short tail လို့ဟိုလိုကျွန်တော်ရေရဲတွားတဲ့ဟိုလိုရာသေးအောင်လား ဟိုလိုဘုတ်လာမျိုးပုံစံပေါက်တယ် ဟုတ်တယ် ဒီကောင်လဲ Honda ပဲထုတ်တာတယ် Honda ပဲ Honda ကုမ္ပဏီကထုတ်တာပဲ PCA လို့ Okay